Hello အားလုံးပဲပြန်လာပါဒင်းဒန်ဒီနေ့တော့အရှိဘက်ဘန်ကောက်မြို့ရဲ့ရမ်ခမ်ဟန်ဘက်နေ့ခင်ဒေးဗျူကိုဘယ်ရုပ်ပြတော့မှာဖြစ်ပါတယ်ကဲဒါတော့ဘန်ကောက်မြို့အရှိဘက်တဲ့ airport တင်ရလမ်းကြောင်းတိုင်းတည်တည်ပြပါတယ်ဒါ dashboard ရရနာ dashboard ရရပြပါတယ်ကရကတော့ကျွန်တော်ပြည်တယ်လို့ရှိပြီးတော့အပြင်မှာကျွန်တော် central wall central ship မှာ big c ပြီးတော့ရှိပါတယ်စီးစင်တာအများကြီးရှိတယ်ပါတယ်ဒီမှာကျွန်တော်ရင်းနှီးတဲ့နေရာcentral wallညရှုခင်းရတဲ့ကြည့်ဖို့လေနေခင်းရှုခင်းကိုတိတ်တွေ့ဖို့ပြချင်တယ်တောင်းပါလားဒါပဲဒီစက်တော့ကျွန်တော်စတ်ထုံးပြီးရဒီတော့စတ်ထုံးပြီးဒါအနာကွန်ဆောင်းလို့ဒီအနာကွန်ဆောင်းတော့ဒီပယုံနဲ့အတင်းကြီးပါပဲဒါပေမဲ့ဘယုံထက်ကိုသူက3မီတာကျော်လေးပို့ပြီးမှမြင့်တဲ့အတွက်ဟောမှာမင်းဆုံးစံချင်းတယ်ထားတဲ့အဆောက်အဦတွေပါလေဒီနေ့အင်တာမချီဒီမာနဲ့အောင်ကျင်းနေချီတယ်ရှုခင်းနေအင်တာမချီလေးရှင်းလေးလေးနဲ့ဒီရှုခင်းလို့ဆိုရတယ်ပြီးကျွန်တော်နောက်ဘက်မြန်မာနိုင်ငံနဲ့ဆက်လို့မြန်မာနိုင်ငံနဲ့ဆက်ဆိုတော့မြန်မာနိုင်ငံနဲ့ဆက်တော့လို့ရှိရင်3နိုင်ကျော်လေးသွားနေကျွန်တော်မြန်မာနိုင်ငံနဲ့ဆက်တယ်ရောက်တော့ဖြစ်တယ်မြန်မာနိုင်ငံနဲ့သူဆွေးကြတယ်တိုင်းတိုင်း
Los Angeles airport ကဟိုးတဲ့ကျွန်တော်တို့ ကိုလင်ကဆုံးနေ တွန်မုံဒေးစီနဲ့ကျွန်တော်စစ်တော့တဲ့စစ်တဲ့ကျွန်တော် airport ဒီ airport လေးဒီ airport လေးလေးရှိ trip up to what was set but ကျွန်တော်တို့ကြီးပဲဒီမှာကြီးတဲ့စစ်လေးရှိဒီမှာတွန်မုံ airport နဲ့ဆောနာ airport ချိတ်ဆက်ပြီးတော့ဒါကြောင့်မို့ဆိုဒီ line ကိုကျွန်တော် airport လေးကျွန်တော်နောက်ပဲပေါ့နော်နောက်ပဲဒါပဲပေါ့လည်းရတယ် မှာဒါ big tree monument ဒါကျွန်တော်လို့ဆိုရရင် victory monument ကြောက်တိုင်းဖြစ်ပါလေဖြစ်ကျွန်တော်တင်တယ် အဲ့တော့ဖရာထိုင် area ဒီဘက်မှာဖရာထိုင် area ကျော်တော့ရှိတင်တယ် တင်တယ်လမ်းဆောက် တင်တယ် area တင်တယ်လမ်းစုပ်တယ်လမ်းစုပ်ရှုပ်ထွေးလမ်းစုပ်ညရှုပ်ပြီးတော့ကျွန်တော်ကြည့်ပါတယ်ကျွန်တော်ဒီရှုပ်ပြီးတော့ပြင်ချင်တင်တယ်လမ်းစုပ်ရှုပ်ထွေးဒါမှချက်ချကြတယ်ဖြစ်ပါတယ်တင်တယ်လမ်းစုပ်ရောက်ပြီးဆွေးချင်ချင်တယ်ရှင်းလို့ဆိုရင်ဆိုတော့ဒီချူရီအချမ်းသာဘူးတရာကိုနောက်ပဲဆိုချင်တယ်ချာချူရီစံမြန်မာနိုင်ငံမှာလမ်းစုပ်ချက်ချကြတယ်လမ်းစုပ်ဒီစတော့ဆိုပြီးစတာပြစတယ်ကျေးဇူးတင်ပါတယ်